အပိစာရဲ့ပြပါဒရဲ့မိစ္ဆာဒိဋ္ဌိရဲ့နော်အဲ့ဒါကြတော့မနောကံ3ပါးပေါ့အဲ့တော့အပိစာဆိုတာကကျွန်တော်တို့ကသူတို့ရဲ့ပစ္စည်းတွေကိုကိုယ်ဥစ္စာလို့ဖြစ်ချင်တာပေါ့အိတ်တာမစ္စရိယဖြစ်တာပါပဲနော်အပိစာဆိုတာသူတို့ရဲ့ပစ္စည်းတွေကိုကိုယ်ဥစ္စာလိုမျိုးဖြစ်ချင်တာပေါ့လောဘစိတ်ရှိတာအိတ်တာမစ္စရိယစိတ်ရှိတာအဲ့ဒီလိုမျိုးဖြစ်တယ်ဆိုရှင်ဒါဒီမနောဒုစရိုက်လို့ခေါ်တယ်မနောဒုစရိုက်လို့ခေါ်နောက်ကကျတော့ပြပါဒကကျတော့သူတစ်ပါးကိုဖြည့်ဆည်းခြင်းသူတစ်ပါးအပေါ်ဖြည့်ဆည်းလို့တဲ့စိတ်ပေါ့နော်ဒေါသရှိတာပေါ့တတ္တဝါတွေကိုကျွန်တော်တို့ကဟုတ်လားဒေါသစိတ်နဲ့ပြီးကြည့်ပစ္စည်းလိုတာပေါ့နော်အဲ့ဒါမျိုးဖြစ်တယ်ဆိုရင်ဒါပြပါဒကဒါဒေါသနဲ့အတူတူပဲအဲ့လိုမျိုးဖြစ်တာဒီမနောဒုစရိုက်ပဲနော်အဲ့ဒါဒီပြပါဒအောက်ကကျတော့မိစ္ဆာဒိဋ္ဌိဆိုတာမှန်မှန်တဲ့အယူတွေပေါ့မှားတဲ့အယူတွေရှိတာကံအကျိုးမယုံတာပေါ့လူဒါနလှူလို့ရှိရင်လည်းပဲဟုတ်လားကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်ဆိုတာလည်းဒါမျိုးတွေမယုံကြည်တာပေါ့ဒါမျိုးပေါ့မိဘကျေးဇူးဆိုတာလည်းဘယ်လိုပြောမလဲကျေးဇူးကြီးမားတယ်ဟလာဆက်လို့ရှိရင်ဘယ်လိုမျိုးဟလာကျေးဇူးဆက်တင်နေပါညာအဲ့လိုမျိုးပြောတယ်သူကမယုံဘူးပေါ့ဟုတ်လားဒါမျိုးတွေပေါ့တန်တရားဝိစင်းဆိုတာတွေမယုံဘူးပေါ့ဒါမျိုးတွေပေါ့နော်အဲ့တော့ကံအကျိုးဆိုတာတွေမယုံဘူးပေါ့အဲ့တလူမျိုးမိစ္ဆာဒိဋ္ဌိရှိအဲ့ဒါဒီမနောဒုစရိုက်ပေါ့နော်မနောဒုစရိုက်ထဲမှာပါတယ်မနောဒုစရိုက်၃မျိုးကိုပြန်ပြောမယ်ဆိုရင်အပိစ္ဆာရဲ့ဗျာပါဒရဲ့မိစ္ဆာဒိဋ္ဌိအဲ့ဒါမနောဒုစရိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒုစရိုက်တရားဖြစ်လို့ဆိုရင်အဲ့ဆိုတော့မနောဒုစရိုက်၃ပါးကိုရှောင်ကျင်ပြီးတော့မှဆန့်ကျင်တဲ့နောက်အကျင့်လေးကျင့်ရမှာပေါ့နော်အဲ့တော့ဒုစရိုက်10ပါးကိုတည်ပြီးတော့ရှောင်ကျင်မယ်ပြီးရင်ဒုစရိုက်10ပါးကိုကျင့်သုံးမယ်အဲ့ဒါကသီလဆိုတာဒုစရိုက်10ပါးကိုကျင့်သုံးခြင်းပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်သူ့အသက်ဟလားသူ့အသက်တက်တာတွေကိုတက်ချင်းရနဲ့ရှောင်ကျင်မယ်ပေါ့အဓိကတော့ဝိရတိပါပဲနော်ဝိရတိရှောင်ကျင်ခြင်းလုပ်ရမှာပေါ့နော်သူတို့ကအသက်ကိုတက်တာတွေရှောင်ကျင်ရမယ်ရှောင်ကျင်မယ်ပြီးရင်သူတက်တော်တွေအားလုံးပေါ်မေတ္တာကရုဏာထားမယ်ဒါမျိုးပေါ့နော်မေတ္တာကရုဏာထားမယ်တနာကျင်နာမယ်ပေါ့ဒါမျိုးဖြစ်ရမှာပေါ့အဲ့ဒါကကျတော့အာရိဏဒါနကိုရှောင်ကျင်ရမှာပေါ့အာရိဏဒါနရှောင်ကျင်ဖို့အတွက်ဆိုရင်သူတစ်ပါးမပေးတဲ့ပစ္စည်းတွေကိုကိုယူခြင်းရနဲ့ရှောင်ကျင်ရမယ်သူတစ်ပါးပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုဟလာကိုယူလို့စိတ်ကနေမှရှောင်ကျင်ရမယ်ပေါ့ဒါမျိုးတွေဖြစ်ရမှာနော်နောက်တစ်ခုကကျတော့အကမေတုမိစ္ဆာစာရဝိရတိပေါ့ကာမေတုမိစ္ဆာစာရကိုရှောင်ရမှာအဲဆိုတော့ကာမဂုဏ်မှာမာရွနဲ့ကျင့်ခြင်းဟာနဲ့ရှောင်ကျင်ရမယ်မိမိနဲ့မပတ်သက်တဲ့မတော်လာအပ်တဲ့သူတွေနဲ့မိတုံပြုတာတွေအဲ့ဒီအမှုတွေကိုကျူးလွန်ခြင်းကနဲ့ရှောင်ကျင်တာပေါ့နော်ရှောင်ကျင်တယ်ဆိုတာကဒုစရိုက်မှုကနဲ့ရှောင်ကျင်တာရှောင်ကျင်တဲ့စေတနာနဲ့နော်ဒုစရိုက်မှုကနဲ့ရှောင်ကျင်တဲ့အဟာပေါ့အဲ့ဒါဝိရတိလို့ခေါ်တာပေါ့နော်အဲ့ဒါကျတော့မုဒ္ဒဝါဒဝစီဒုစရိုက်တွေရှောင်မယ်ဆိုလို့ရှိရင်မုဒ္ဒဝါဒကိုရှောင်ရမယ်ပိတုဏဝါစာကိုရှောင်ရမယ်ဖရုတဝါစာကိုရှောင်ရမယ်တန်ဖတ်ပလာပါကိုရှောင်ရမယ်အဲ့ဆိုရှောင်မယ်ဆိုရင်ဘာပြောရမလဲဆိုရင်ရှောင်မယ်ဆိုရင်ဆောင်ရမယ့်ဟာတွေလည်းရှိရပါတော့အဲ့တော့မှန်ကန်တဲ့စကားတွေကိုမပြောဘူးမှန်ကန်တဲ့စကားတွေမပြောဘူးလိန်လေခြင်းရနဲ့ရှောင်ကျင်မယ်ပေါ့အများရှိမှာပဲဖြစ်စေတူထဲမှာပဲဖြစ်စေကိုကမဟုတ်မမှန်ပြောဆိုတာတွေကိုရှောင်မယ်ပေါ့မှန်တာပဲပြောပေါ့မှန်တာပဲပြောအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမုဒ္ဒဝါဒဝိရတိဖြစ်တယ်ပေါ့အဲ့ဒါကတော့ဂုံးတိုက်တော့ချောပြစ်တော်စကားကိုပြောဆိုခြင်းမှာရှောင်ခြင်းပဲပိတုဏဝါစာဝိရတိခေါ်တာပေါ့ပိတုဏဝါစာဝိရတိလို့ခေါ်တယ်အဲ့ဒါတော့ဂုံးတိုက်တဲ့ချောပြစ်တဲ့စကားတွေကိုပြောဆိုခြင်းနဲ့ရှောင်ရတယ်တူနဲ့တူညီညွတ်မှုပြပြစေတဲ့ပြောဆိုမှုတွေကိုရှောင်ရမယ်မညီညွတ်စေတဲ့ဒီတွေးခွဲစကားဟုတ်လားဂုံးတိုက်တဲ့စကားတွေတူနဲ့တူတစ်ခွက်နဲ့တစ်ခွက်မညီညွတ်စေတဲ့စကားတွေပေါ့နော်တွေးခွဲတဲ့စကားတွေမပြောရဘူးညီညွတ်စေမယ့်စကားတွေပဲပြောရမယ်ပေါ့နော်တူနဲ့တူတစ်ခွက်နဲ့တစ်ခွက်ဖွဲ့စည်းတစ်ခုနဲ့တစ်ခုတမိသားစုနဲ့တမိသားစုပေါ့အဲ့လိုမျိုးညီညွတ်စေတဲ့စကားကိုပဲပြောပြရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါလည်းဆိုရင်ပိတုဏဝါစာဝိရတိကျင့်သုံးလိုက်တာပေါ့နော်နောက်တစ်ခါကျတော့သုတဝါစာဝိရတိပေါ့သုတဝါစာဝိရတိကျတော့တန်တန်းတဲ့စကားတွေပြောဆိုခြင်းရတယ်ရှောင်ခြင်းရမယ်သူတစ်ပါးနားခါလောက်တဲ့ဆေးရည်တိုင်းထားတာတွေဟုတ်လားအကျိုးဆေးတာကိုအလုံးဆေးတာတွေချိန်မောင်းတာတွေမလုပ်ရအောင်ရှောင်ခြင်းရမယ်ရှောင်ခြင်းပြီးတော့မှမြင့်မြတ်တရားတဲ့စကားတွေယဉ်ကြီးကြီးတင်မွေ့မွေ့နဲ့တော့ပြောဆိုရမှာဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့နှုတ်ချမ်းအာချမ်းတွေပြောတာလည်းပဲဒီဝစီဒုစရိုက်တွေမှာပါတာပေါ့နော်အဲကြောင့်မလို့နှုတ်ချမ်းရှာချမ်းအာချမ်းတွေမပြောဘဲနဲ့ယဉ်ကြီးကြီးတင်မွေ့မွေ့နဲ့
ပြောစရာရှိတာကိုဒါချွတ်ချွတ်တက်တာနဲ့ဟလာပြောတင်ပြောတတ်တဲ့စကားလုံးလေးတွေကိုရွေးချယ်သုံးလုံးပြီးတော့မှပြောကြရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဆိုရင်ကျွန်တော်တို့ကဖလုတဝါစာဝိရတိဖြစ်သွားတာပေါ့နော်ဖလုတဝါစာဝိရတိဖြစ်ဖို့ဆိုရင်ဖလုတဝါစာဖြစ်ဖို့ဆိုရင်စကားဖလုတဝါစာပြောဆိုတာတွေကိုရှောင်ရမှာပေါ့နော်ပြောဆိုတာတွေအစစတွေစေးရေးတိုင်းထွာတာတွေချိန်မောင်းတာတွေဒါမျိုးတွေရှောင်ပြီးတော့မှနည်းနည်းချွတ်ထားတဲ့မှန်ကန်တဲ့ယဉ်ကျေးတဲ့အပြောဆိုလေးတွေစကားလုံးလေးတွေရွေးချယ်ပြီးတော့မှပြောဆိုကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတန်ဖတ်ပလာပါဝိရတိတန်ဖတ်ပလာပါဝိရတိဆိုတာအကျိုးမရှိတဲ့ပြင်ဖြစ်တဲ့စကားတွေကိုပြောဆိုခြင်းမှာရှောင်ကျင်ရမယ်။ရှောင်ကျင်ရမယ်ဒီခါကျတော့စကားတွေပြောပြနေတာပေါ့အဲ့တော့အကျိုးမရှိဘူးဘယ်အကြောင်းအရာနဲ့မှဆက်ဆက်ပဲနဲ့ပြောမိဆိုရဟုတ်လားပြောနေတတ်တာပေါ့နော်အဲ့လိုမျိုးတွေမပြောရဘူးပေါ့နော်အချိန်ခါနဲ့လျော်ညီပြီးတော့ဂျိုးစီဝါနဲ့ဆက်ဆိုင်တဲ့စကားတွေကိုပဲပြောရမယ်ပေါ့အခုလုပ်ငန်းဆိုရင်ကိုကဟုတ်လားဘာလုပ်ငန်းလုပ်တာလဲအခုလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာဟုတ်လားတိုးတက်ကြဖွံ့ဖြိုးကြောင်းကောင်းမွန်ကြောင်းပေါ့ဒါမျိုးလေးတွေပြောတင်တာပေါ့နော်အဲ့လိုမျိုးပြောတင်တဲ့စကားတွေအကျိုးရှိတဲ့စကားတွေဟုတ်လားအဲ့ဒါမျိုးတွေပဲရွေးချယ်ပြီးတော့မှဒါပြောဆိုတင်တယ်ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကတန်ဖတ်ပလာပါဝိရတိဖြစ်တာပေါ့ကောင်းတဲ့စကားတွေဆိုဖြစ်သွားတာပေါ့နော်အဲ့ဒါဆိုရင်ဝစီတုစရိုက်၄ပါးကိုကျွန်တော်တို့ကဆောင်ရွက်ဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့မနောတုစရိုက်၃ပါးဖြစ်တဲ့အနပိစ္ဆာရဲ့အပြပါဒရဲ့တမာဒိဋ္ဌိရဲ့နော်အဲ့ဒါတွေကိုကျွန်တော်လုပ်ရမယ်အဲ့ဒါသူတစ်ပါးရဲ့ဥစ္စာပစ္စည်းတွေကိုကိုယ်ဥစ္စာဖြစ်စေလိုတဲ့လောဘစိတ်မရှိရဘူးလောဘစိတ်မရှိရဘူးအိတ္တမစ္စရိယမနာလိုဝင်တိုးမှုမရှိရဘူးအဘိဇ္ဇာကနဲ့ကင်းဝေးရမယ်အဘိဇ္ဇာကနဲ့ကင်းဝေးရမှာဆိုအနာဘိဇ္ဇာလို့ခေါ်တာပေါ့နော်အဘိဇ္ဇာကနဲ့ကင်းဝေးရမယ်အနာဘိဇ္ဇာဖြစ်ရမှာပေါ့အဲ့လိုမျိုးအိတ္တမစ္စရိယကင်းဝေးဖို့ဆိုရင်မုဒိတာစိတ်ဖြစ်ရမယ်မေတ္တာစိတ်ဖြစ်ရမယ်သူတစ်ပါးပစ္စည်းတွေကိုမမောတွေ့တာစိတ်မရှိရဘူးအဲ့ဒါမှဒါလည်းဆိုတော့အဘိဇ္ဇာကင်းဝေးမှာပေါ့နော်နောက်တစ်ခုကတော့အပြပါဒဆိုတဲ့ဥစ္စာပေါ့အဲ့တော့သူတစ်ပါးပေါ်ကိုဖြစ်စည်းလို့တဲ့စိတ်ဘောတာမရှိရဘူးတတဝါတွေကိုဘေးရန်မရှိပါစေနဲ့အကြောင်းကြောင့်မှုမရှိပါစေနဲ့ဆင်းရဲမှုတွေမရှိပါစေနဲ့ကျမ်းမာချမ်းသာစွာနေထိုင်နိုင်ကြပါစေဆိုတဲ့မေတ္တာစိတ်ကလေးဖြစ်ရမယ်တဲ့အဲ့တော့ဗျာပါဒဆိုတဲ့ဒေါသစိတ်မဖြစ်ဘဲနဲ့မေတ္တာကရုဏာမုဒိတာဥပ္ပခာဆိုတဲ့ကျမဆိုတရားတွေဓမ္မဝိဟာရတရားတွေနဲ့နေထိုင်ခြင်းဟာလည်းပဲဒါအပြပါဒတရားနဲ့နေထိုင်ခြင်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုယ်စိတ်တွေကိုဒေါသနဲ့ဒေါသစိတ်တွေကြောင့်ကြစိတ်တွေမျိုးနဲ့မနေဘဲနဲ့မေတ္တာစိတ်ကရုဏာစိတ်မုဒိတာစိတ်ဥပ္ပခာစိတ်ကလေးတွေနဲ့ဒီမဆိုတရားလေးတွေနဲ့ကျင့်သုံးပြီးတော့မှနေထိုင်ခြင်းဟာလည်းပဲဒါမှဆိုရင်ဒါမနောသူစရိုက်ကောင်းတဲ့မနောသူစရိုက်နဲ့နေထိုင်ခြင်းဖြစ်တယ်ပေါ့နောက်တစ်ခုကတမာဒိဋ္ဌိပေါ့တမာဒိဋ္ဌိဆိုတာကမှန်ကန်တဲ့အယူဝါဒပေါ့နော်ရှိတာပေါ့ကံအကျိုးကိုလည်းယုံကြည်တယ်ပြီးလူချင်းရဲ့အကျိုးကိုလည်းယုံကြည်တယ်ပေါ့အနိကကျေးဇူးတန်တရားစသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးမှန်ကန်တဲ့အယူဝါဒတွေကိုလက်ခံကျင့်သုံးခြင်းဟာဆိုရင်တမာဒိဋ္ဌိဖြစ်တယ်မိစ္ဆာဒိဋ္ဌိအယူမှားနဲ့မရှင်မဲနဲ့တမာဒိဋ္ဌိမှန်ကန်သောအတိအမြင်ဉာဏ်ပညာနဲ့ရှင်ပြီးတော့နေထိုင်ပြုမှုပြောဆိုခြင်းမျိုးဖြစ်ပါတယ်တဲ့အဲ့ဒါကသူ့ရဲ့10ပါးကိုကျွန်တော်တို့အခြေချက်ပြီးတော့မှဒါလေ့လာလိုက်တာပေါ့နော်အမှန်ကတော့သူ့ရဲ့10ပါးကျင့်သုံးခြင်းဟာဒါသူတို့ကောင်းပဲပေါ့နော်ကျင့်စာရိတ္တကောင်းအောင်လုပ်တာပဲပေါ့အဲ့ကကျတော့ကျွန်တော်တို့ကဒုစရိုက်10ပါးကိုတည်အောင်လုပ်ထားရမယ်အခြေတည်အောင်လုပ်ထားရမယ်ပြီးရင်သူ့ရဲ့10ပါးကိုအခြေတဝင်းတည်အောင်လုပ်ထားရမယ်အဲ့ဒါမျိုးတည်တော်မှဒါလည်းအဲ့ဒီအတိုင်းပဲပြုမှုပြောဆိုနေထိုင်ပြမှာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကနေ့တိုင်းလုပ်နေတဲ့ကာယနဲ့ပတ်သက်တဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကိုကောင်းစွာဆောင်ရွက်နေကြမှာဖြစ်တယ်ပေါ့အဲ့ဒါမှဒါလည်းဒါသူစရိုက်ဆိုတာကိုကျင့်သုံးနေတာနဲ့တူမှာပေါ့နော်အဲ့ဒါတော့အဲ့လိုမျိုးသူစရိုက်တရား10ပါးကိုကျင့်သုံးတဲ့သူကိုလူကောင်းလို့ပြောရမယ်ကျွန်တော်တို့လူကောင်းဖြစ်ချင်တယ်ဆိုရင်တော့သူစရိုက်10ပါးကျင့်သုံးရမှာပေါ့နော်သူစရိုက်10ပါးတရားတွေကိုကျင့်သုံးရမှာဖြစ်ပါတယ်ကာယကံမှုဆင်ခြင်ရမယ်ဝစီကံမှုကိုဆင်ခြင်ရမယ်မနောကံမှုကိုဆင်ခြင်ခြင်းနဲ့ဒါတွေ့ရမှာပေါ့နော်ဒါလေးတွေလုပ်ရမယ်နောက်တစ်ခုကကံရဲ့အကျိုးကိုသိမြင်တဲ့ကမ္မတက္ကတာတမာဒိဋ္ဌိကံရဲ့အကျိုးကိုသိမြင်တဲ့ကမ္မတက္ကတာတမာဒိဋ္ဌိအဲ့ဒီတမာဒိဋ္ဌိရဲ့အစစ်နဲ့ဝိပဿနာတမာဒိဋ္ဌိဆိုတဲ့အသိဉာဏ်မျိုးရှိရင်တော့လူတော်လို့ပြောရမယ်အစစ်ရောက်တယ်တဲ့အဲ့ဒီလိုမျိုးပေါ့နော်ပညာဆိုတဲ့နေရာမှာ
ကံရဲ့အကျိုးကိုသိမြင်တဲ့ကမ္မတက္ကတာတမတေတိတမတေတိတဲ့ဆင်းရဲနဲ့ဝိပဿနာတမတေတိဆိုတဲ့အသိဉာဏ်မျိုးရှိရင်တော့တဲ့လူတော်လို့ပြောရမယ့်အဆင့်ကိုရောက်တယ်တဲ့